ကိုယ့်ရဲ့ကသက်စာစုဆောင်းထားတဲ့ချွေးနှဲဆောင်ငွေတွေကိုလေလူတစ်ယောက်ရဲ့ယုံမှာတေချာပေါက်ပြန်ဆက်ပါမယ်ဆိုတဲ့စကားတစ်ခွန်းနဲ့ထုတ်ပေးလိုက်ဖို့ရဲသလား တော်တော်ရခတ်မယ်ဗျ ဟုတ်တယ်မလားပုတ်ကလိကငွေတိုးချေးတဲ့လောကလေးကိုဝင်တော့မယ်ဆိုရင်အဲ့လိုခန်းစားချက်တက်တက်ယုံကြည်မှုတက်တက်နဲ့တွားလို့မရပါဘူးရှင် ဟုတ်ကဲ့ အပြင်ကနေကြည့်ရင်တော့ငွေချေးတယ်ဆိုတာရုပ်ရှင်နဲ့သင်္ချာတွက်ကင်းတစ်ခုလိုပါပဲဆယ်ချက်ပေးလိုက်တယ်တတ်မှတ်ချိန်မှာအတိုးနဲ့12ချက်ပြန်ရမယ်ရုပ်ရှင်နဲ့ရှင်းလင်းတယ် ဟုတ်တယ်မှန်ပါတယ်အပြင်ပန်းကတော့အဲ့လိုပါပဲ ဒါပေမဲ့တကယ်လက်တွေ့မြေပြင်မှာအဲ့လိုမယိုးရှင်းမှုရှင်အထူးသဖြင့်private money lending လို့ခေါ်တဲ့ပုတ်ကလစ်ကငွေတိုးချေတဲ့ကနတ်တဲကိုခြေလန်းဝင်လိုက်ပြီးဆိုရင်ပေါ့နော် ရှင်းလင်းတဲ့သင်္ချာကနန်းนี่အစားမတေချာမရေရာမှုတွေရှုပ်ထွေးတဲ့လူစိတ်တွေနဲ့မမြင်နိုင်တဲ့အန်ဒီရတွေကြားမှာအရာအလိုကဝါတာတာဖြစ်သွားတာတဲ့ အဲ့တော့တကယ်ပါပဲ ဆိုတော့လေဒီနေ့ကျမတို့အသေးစိတ်လေးလာဆွေးနွေးမယ်အရင်းမြစ်ကအင်မတန်ကိုတိကျပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ခေါင်းစဉ်တစ်ခုဖြစ်တဲ့ငွေတိုးချေသူတို့တည်တင်သောအကြောင်းအရာများဆိုတဲ့စာသားလေးပဲဖြစ်ပါတယ် ဟုတ်ကဲ့ ကဲဒါကိုတေးသေးချာချာလေးအသေးစိတ်လေးလာကြည့်ရအောင် ဒီခေါင်းစဉ်လေးတစ်ကြောင်းထဲကနေပဲပြသနေရကငွေတိုးချေဆိုတာငွေပုံနေလို့သူများကိုပေးသုံးလိုက်တဲ့တာမလို့ရတခုမဟုတ်ဘူးဆိုတာပါပဲ ဟွန်း မရှိမချစ်တည်တင်တော့ဒါမှ essential knowledge လို့တမင်ရွယ်ပဲတောင်းနှုံးထားရကြတဲ့ကလေ တီးတန့်ဆိုလို့ရင်ရှိနေလားကော အဲ့ဒါပေါ့ဒီလုပ်ငန်းစဉ်မှာကြိုတင်ပြင်ဆင်ထားရမယ်တိကျတဲ့စီးမင်းတွေစနစ်တကျလေးလာထားရမယ်မူပေါင်းတွေရှိနေတယ်ဆိုတာအထင်တော့မြင်နေရပါတယ် ဟုတ် ဘာအထက်အလက်မှအများကြီးမပါဝင်ဘူးဆိုရင်တောင်မှခေါင်းစဉ်ရဲ့တိဆော့ပုံကကိုပဲဒါဟာဘ ഹു တုဒမပါဘဲနဲ့လက်တန်းလုံးလို့ရတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုသတိပေးနေတာပါပဲ ကျမအဲ့နေရာမှာဝင်ပြီးစောရကတ်ချင်တာကလေလူတစ်ယောက်မှာအရင်ဟန်နီးငွေကြေးရှိနေပြီဆိုရင်ငွေချေးလို့ရနေပြီပဲမဟုတ်ဘူးလား များစုကအဲ့ဒီလိုထင်ကြတယ်ဗျာ ဟုတ်တယ်လေတခြားပါဒီများတီးတန့်တီးတဲ့အကြောင်းအရာတွေလိုအပ်အောင်ပါလေရှင်ဥပမာလက်သမားတယောက်အကလိုအပ်တဲ့တီးတန့်ကိရိယာတန်စာဖာလာတွေလိုမျိုးလိုအပ်တယ်ဆိုတဲ့သဘောလား ဟုတ်ကဲ့ ကျမမှာငွေရှိတယ်သွားလာချေးတယ်ကျမပေးလိုက်တယ်ပြန်အတိုးနဲ့ပြန်ယူမယ်လူတိုင်းလုံနိုင်တဲ့ကိစ္စလေ အဲ့ဒါကဘာလို့မရှိမဖြစ်လိုအပ်တဲ့ဘ ഹു တုတွေအများကြီးရှိဖို့လိုအပ်တဲ့အဆင့်ထိဖြစ်သွားတာလေရှင်နောက်ွယ်မှာလိုအပ်ချက်တွေများရှိနေလို့လား ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီအချက်ပဲဗျာ ဟုတ် ငွေရှိတိုင်းငွေချေးလို့ရတယ်ဆိုတဲ့အတွေ့ကလေရေကိုပိတ်လောင်ခြင်းတိုင်း စီတီဆောက်လို့ရတယ်လို့တွေးကြလို့မျိုးလား ဟုတ်တယ်အဲ့လိုတွေးဖလို့ပါပဲကိုယ့်ငွေကိုတဘောကရနားမလဲပဲခြေလိုက်တာဟာအင်ဂျင်နီယာဘုဟုတဘာမှမရှိပဲဆယ်တစ်ခုကိုတွားတိဆောက်နေတယ်လို့ပဲဗျာ အာ အစားဖိုင်မှာတော့ရေကငြိမ်နေတယ်လို့အခြေအနေကအေးဆေးတယ်လို့ထင်ရလိမ့်မယ်လေ ဟုတ်ကဲ့ ဒါပေမဲ့ရေဖိအားတစ်ဖြည်းဖြည်းများလာတဲ့အခါဆိုလိုတာကငွေကြေးပြဿနာတွေစီးပွားရေးအကျက်အတေးတွေပေါ်လာတဲ့အခါမှာ အချင်းတွေပြောင်းလာတာပေါ့ အဲ့ဒါပေါ့ဗျာအဲ့ဒီဘဝတုတမပါပဲစောက်ထားတဲ့ဆယ်ကကျိုးပေါက်သွားလိမ့်မယ် ချောက်ဆရာပဲ ရေကတာကျိုးသွားရင်ရှိသမျှအရာအလုံးရေစည်းနဲ့မျောပါသွားတယ်လို့ပဲလေကိုယ့်ရဲ့အရင်အနည်းတွေစုဆောင်းထားသမျှတွေအကုန်လုံးတစ်ခဏချင်းအဆုံးရှုံးခံလိုက်ရနိုင်တယ် ဟုတ်ကပေါ့ အဲ့လိုမဖြစ်အောင်ဆယ်ရဲ့ခန္ဓာရဲ့အားရေစည်းကြောင်းရဲ့သဘာဝဖိအားကိုဘလို့ရှော့ချမလဲဆိုတဲ့အင်ဂျင်နီယာတွက်ကိန်းတွေလိုအပ်တယ်လို့ပေါ့ဗျာ ငွေချေးတဲ့အခါမှာလေ ဟုတ်ပါပဲငွေချေးတဲ့အခါမှာလည်းအန်ဒရေကိုကြိုတင်တွက်ချက်နိုင်တဲ့အသိပညာတွေမရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်ဒါကရိုးရှင်းတဲ့ငွေချေးဖက်လည်နူထက်တက်မဟုတ်ဘူးဆိုတာကိုမီးမောင်းထိုးပြနေတာပါ အော်နားလည်းပြီဆိုလိုတာကကျမတို့တွေပုံမှန်တငယ်ချင်းငွေချေးတာမျိုးမိသားစုထဲမှာကုငီတဲ့အနေနဲ့ချေးတာမျိုးလောက်မဟုတ်တော့ပဲ မဟုတ်တော့ဘူးဗျာ ပုဂ္ဂလိကငွေတို့ချေးခြင်းလို့ခေါင်းစဉ်တက်ကစီးပွားရေးတစ်ခုလို့လှုပ်ဆောင်လိုက်တဲ့အခါမှာကစားပွဲစလိုင်းလုံးဝပြောင်းသွားပြီပေါ့ တိကျပါတယ်ဗျာ အဲ့ဒီခါမှာတည်တဲ့အကြောင်းအရာဆိုတာတွေကတိတိကျကျပြောရရင်ဘာတွေလဲရှင်စောစာတန်ဘလို့ချုပ်ဆိုရမလဲဆိုတဲ့ဥပဒေပိုင်းဆိုင်ရာသတ်မှတ်ချက်တွေလားဒါမှမဟုတ်အတုံးလုံးတစ်ချက်တဲ့ထင်ရှားလား အဲ့ဒီငကူစလုံးပါဝင်တယ်လို့အဲ့ဒီသက်ပုံနဲ့နေတဲ့စွန်စားရမှုအကဲဖြတ်ခြင်းပေါ့နော် risk assessment ပိုင်းဒီပေါ့ ဟုတ်ပါအဲ့ဒီ risk assessment ပိုင်းဒီပါဝင်မှာပဲဥပမာတစ်ခုအနေနဲ့အမခံတစီဒါမှမဟုတ် collateral ကိုဘယ်လိုတန်ဖိုးဖြတ်မလဲဆိုတာကိုကြည့်အောင်ဗျ ပြောပါဦး ထာမန်အဖြစ်လူတွေကအင်တလုံးကိုအမခံထားပြီးငွေချဲမယ်ဆိုရင်အဲ့ဒီအင်ရဲ့လက်ရှိပေါက်စေးက3000ဆိုပါစို့ ဟုတ်ကဲ့ သူတို့ကငါ3900လောက်ချေလိုက်ရင်လုံးချုံပါတယ်လို့တွေးတတ်ကြတယ်လी နေပါဦးခဏလေးအိမ်မရက်လိုက်ရအောင် ဟုတ်ကဲ့ဗျ အဲ့ဒါကမန်ကန်နဲ့တွနေမဟုတ်ဘူးလားအိမ်တန်ဖိုးက3000ကိုချီလိုက်တာက3500ဆိုတော့တဝက်တောင်လွတ်နေသေးတာပဲလေ အချင်းကြီးမကောင်းလို့ပြန်မဆက်နိုင်ရင်အိမ်ကိုရောင်းလိုက်မယ်ဆိုရင်တော့ကိုယ့်ငွေကအေးစီပြန်ရနိုင်တယ်မဟုတ်ဘူးလား
အဲ့မှာဘာများရှုပ်ထွေးသွားစရာရှိတော့လဲရှင် အဲ့ဒါပါပဲဗျာလူတိုင်းမှားတွေးမိတဲ့အချက်ကအဲ့ဒါပါပဲ အော် essential knowledge ရှိတဲ့ကျွမ်းကျင်သူတယောက်ကအဲ့ဒီလိုမတွက်ပါဘူး ဘယ်လိုတွက်လို့လဲရှင် သူတို့ကအိမ်တစ်လုံးကိုအာမခံပစ္စည်းအနေနဲ့တန်ဖိုးဖြတ်တဲ့အခါဒီကနေ့ဈေးကွက်မှာဘယ်လောက်တန်တယ်လဲဆိုတာကိုတွက်နေတာမဟုတ်ဘူးဗျာ ဒါဆိုဘာကိုတွက်တာလဲ အဲ့ဒီငွေချေးယူသူပြန်မဆက်နိုင်တော့တဲ့အခြေအနေဆိုလိုတာကစီးပွားရေးအဆိုးရွားဆုံးကျဆင်းနေတဲ့အချိန်အိမ်ချမ်းမြေဈေးကွက်တွေထိုးကျနေတဲ့အချိန်ရောက်မှဒီအိမ်ကိုအလိုတော်ကြီးပေါ့နော် fire sale လိုမျိုးရောင်းချရင်ဘယ်လောက်ရနိုင်မလဲဆိုတာကိုတွက်ချက်ရတာပါ ဟာ သင်ဟာလက်ရှိဈေးကွက်တန်ဖိုးကိုတွက်နေတာမဟုတ်ဘူးအဆိုးရွားဆုံးကပ်ပေးဆိုင်နေတဲ့နေ့တနေ့အတွက်ကြိုတင်ဆေးဖြတ်နေတာဖြစ်တယ် တကယ်လား ဟုတ်တယ်လားပြန်မဆက်နိုင်တဲ့အခြေအနေဆိုတာအများအားဖြင့်စီးပွားရေးမကောင်းတဲ့အခြေအနေမှာဖြစ်တယ်လေအဲ့ဒီချိန်မှာတင်းချောင်တန်းအိမ်က300-400တောင်ရောင်းရဖို့ခက်သွားနိုင်တယ် ဝါဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းသွားပြီဒါကတကယ်ကိုမျက်စိပွင့်သွားစေတဲ့အချက်ပဲ ဟုတ်ပါတယ် ဆိုတော့ဒါကကျမတို့ကအာမခံပစ္စည်းတစ်ခုကိုတန်ခိုးဖြတ်တယ်ဆိုတာပုံမှန်အခြေအနေကောင်းနေတဲ့အချိန်ကိုအခြေခံပြီးတွက်လို့မရဘူးပေါ့ လုံးဝမရပါဘူးဗျာ ပြဿနာတက်လာတဲ့အချိန်အရာအလုံးဖရိုဖျာဖြစ်နေတဲ့အချိန်မျိုးကိုရည်ရွယ်ပြီးကဲပေးစင်းနှုံးနဲ့ဆေးဖြတ်ရတာပေါ့ အဲ့ဒါပါပဲ ဒါကြောင့်မို့လို့ဒါကိုမရှိမဖြစ်သိသိတဲ့အကြောင်းအရာလို့သတ်မှတ်ထားတာကိုကတာမန်တင်ချာနဲ့တိန်းတစ်ထောင်တန်ကိုတိန်းလိုက်ခြေလိုက်လို့ရတယ်ထင်ပေမဲ့ တကယ် risk assessment တင်ချာရဆိုရင် အဲ့ဒါကအန်ဒီရများလို့နေပြီပေါ့ မှန်တာပေါ့ဒီချက်ကိုသဘောပေါက်သွားရင်ငွေတိုးချီးခြင်းရဲ့နောက်ွယ်ကရန်တရားကိုနားလည်သွားတာပါပဲကိုပိုင်တွက်ကိန်းတွေအဆိုးရွားဆုံးအခြေအနေတွေကြိုတင်ပြင်ဆင်မှုတွေဟာမရှိမချစ်လိုအပ်ပါတယ် ဟုတ်ကဲ့ ယုံကြည်မှုဆိုတာကလူမှုရေးအရာကောင်းပါတယ်ဒါပေမဲ့စီးပွားရေးလုပ်ငန်းတစ်ခုမှာယုံကြည်မှုတတ်နဲ့အန်ဒီယာကိုမကာကွယ်နိုင်ပါဘူး อืม စနစ်တကျခွေးချမ်းစိတ်ဖြာနိုင်စွမ်းရှိဖို့လိုပါတယ်ဗျာမေးပါ ပုဂ္ဂလိကငွေရိုးချေးသူတွေကဘာနေမဟုတ်ဘူးလေဘာနေမှာကတေချာစစ်ထားတဲ့ချင်းငွေသမိုင်းကြောင်းနဲ့ credit score တွေရှိတယ်ဝင်ငွေထွက်ငွေစီးရင်တွေရှိတယ် ဟုတ်ပါတယ် ပုဂ္ဂလိကချင်းငွေမှာအဲ့ဒါတွေတိတိကျကျမရှိဘူးလေငွေချေးသူအများစုကသူတို့ရှေ့ရောက်လာတဲ့လူကိုကြည့်ပြီး ဒီလူကတော့ရိုးသားမဲ့ပုံပဲစကားပြောတာယုံကြည်ရမဲ့ပုံပဲဆိုပြီးဆုံးဖြတ်နေကြတာပဲမဟုတ်ဘူးလား ဟုတ်ကဲ့အများစုကအဲ့ဒီလိုလုပ်တတ်ကြတယ် အဲ့လီတော့တိတိကျကျစဉ်းစားကြည့်ရလေပုဂ္ဂလိကငွေရိုးချေးခြင်းဆိုတာလူတစ်ယောက်ရဲ့စရိတ်လက္ခဏာအပေါ်ကိုအခြေခံပြီးလောင်းကစားလုပ်နေတာတသက်ပဲမဟုတ်ဘူးလားရှင် ဟိုအဲ့ဒီလောင်းကစားလုပ်နေတယ်လို့ထင်ရတဲ့အပိုင်းကလည်းအခုကျွန်တော်တို့ဆွေးနွေးနေတဲ့အသိပညာမရှိတဲ့သူတွေလုပ်တဲ့လုပ်ရမျိုးပါဗျာ ။အော်ဒါဆိုအသိပညာရှိတဲ့သူတွေကကော အသိပညာမပါပဲလူကိုကြည့်ပြီးအကဲဖြတ်တာဟာတကယ့်ကိုလောင်းကစားပါပဲဒါပေမဲ့စနစ်တကျလိလာထားတဲ့ပုဂ္ဂလိကငွေချေးသူတွေကလူတစ်ယောက်ကလူကောင်းလားလူဆိုးလားဆိုလေကိုကျင့်တရားကိုဆုံးဖြတ်နေတာမဟုတ်ပါဘူး ဟုတ်လားဒါဆိုဘာကိုဆုံးဖြတ်လာလဲ အဲ့ဒီလူရည်တည်နေတဲ့စီးပွားရေးဖွဲ့စည်းပုံပါနော် structural condition ကိုစမ်းစစ်တာပါဗျာ ဘယ်လိုမျိုးလဲ စိတ်ထားကောင်းတဲ့ရိုးသားတဲ့လူကောင်းတစ်ယောက်ဟာမာရွေးနဲ့စီးပွားရေးအဆောက်အောင်ဒါမှမဟုတ်ရှုံးပေါ်နေတဲ့လုပ်ငန်းတစ်ခုထဲမှာရောက်နေရင်လည်းအကျွေးပြန်မဆက်နိုင်ပါဘူးဗျာ ဟာဒါစဉ်းစားစရာပဲ ဟုတ်ပါတယ် ဆိုလိုတော့တမင်လင်ချင်လို့မဆက်တာမဟုတ်ပဲသူ့ရဲ့ဖွဲ့စည်းပုံအခြေအနေကမပေးနိုင်တဲ့အခြေအနေဖြစ်သွားတာမျိုးပေါ့ အဲ့ဒါပေါ့ဗျာ လူအကောင်းနေပေမဲ့သူ့ရဲ့စနစ်ကကြာရှုံးနေအကျွေးကဆုံးတာပဲ ဒါကြောင့်ပုဂ္ဂလိကငွေချေးသူတယောက်တည်ထားရမယ်အသိပညာထဲမှာလူတွေရဲ့စိတ်ပညာနဲ့ငွေချေးဆိုင်ရာအကျုမှုတွေကိုဖတ်တတ်ဖို့ပေါင်းဝင်လာတာပါဗျာ ဥပမာဒီလူဟာအကျွေးကိုအကျွေးနဲ့ဆက်ဖို့ကြိုးစားနေတာလားသူ့ရဲ့လုပ်ငန်းကတကယ်တော့အမျက်ထွက်နိုင်တဲ့သဘောတဘာဝရှိရလား ဟုတ်ကဲ့ အကယ်၍သူ့ရဲ့စီမံကိန်းကလွဲချော်သွားခင် plan B အနေနဲ့ဘယ်လိုပြန်ဆက်ဖို့ရည်ရွယ်ထားတယ်လဲဒါဒီကိုကိုကျင့်တရားရမှာပဲစနစ်တကျမေကွန်ထုတ်ပြီးအကယ်ထက်တရားပါမယ် မှန်ပါတယ် လူကောင်းတရားကိုငွေချေးလိုက်တာနဲ့ကိုယ်ငွေပြန်ရဖို့အမှန်ခံချက်မရှိဘူးဆိုတာကိုနားရထားတာဟာအရေးကြီးဆုံးဘဝတုဒ္ဒတကူပါပဲဗျာ ကျမအခုမြင်လာတာကလေဘဏ်ကနေငွေချေးလို့မရတဲ့သူတွေဒါမှမဟုတ်အချင်းတိုအတွင်းငွေအရေးကြီးလိုအပ်နေသူတွေကပုဂ္ဂလိကငွေချေးသူတွေစီလာကြတာများတယ်နော် မှန်ပါတယ်ဗျာဘန်ရဲ့စီးမင်းနေမိတဲ့သူတွေပေါ့ ဟုတ်တယ်ဘဏ်နေမှာကချင်းငွေအကယ်ဖြတ်တဲ့ဌာနဥပဒေရေးရဌာနအကျွေးခေါ်ခံတဲ့ဌာနဆိုပြီးတီးတန့်ရန်တရားကြီးတွေရှိတယ်လေ ဟုတ်ကဲ့ရှိပါတယ် ဒါပေမဲ့ပုဂ္ဂလိကငွေချေးသူကကြတော့အဲ့ဒီရန်တရားကြီးတစ်ခုလုံးရဲ့အလို့ကိုသူ့ဦးနောက်တစ်ခုတည်းနဲ့အစားထိုးပြီးအလွတ်လုံနေရတာပဲ အဲ့ဒါအတိအကျပဲဗျာ ကိုယ်တိုင်ကအကဲကဲရမှုကိုယ်တိုင်ကရှေ့နေကိုယ်တိုင်ကအကျွေးခောက်ခံသူဖြစ်နေလေ ဟုတ်တယ်ဗျာဘန်တစ်ခုကအကျွေးမဆက်နိုင်ရင်တရားစွဲဖို့အသင့်ရှိတဲ့ရှေ့နေအဖွဲ့တွေရှိတယ်ပုဂ္ဂလိကငွေချေသူမှာအဲ့ဒါမရှိဘူးဒါကြောင့်ပုဂ္ဂလိကငွေချေသူဟာကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ပေါ့နော်ကိုယ်ပိုင်မူဝါဒတွေတည်ဆောက်ရတယ် ဟုတ်ကဲ့ စာချုပ်တစ်ခုချုပ်တဲ့ခါမှာလဲနောက်ွယ်ကခိုင်းမာတဲ့အဖွဲ့အစည်းမပါတဲ့အတွက်ဒီစာချုပ်ဟာ
တရားဥပဒေအရတကယ်အသက်ဝင်ရလားအငင်းပွားမှုဖြစ်လာရင်တရားရုံးကလက်ခံနိုင်တဲ့သတ်မှတ်ချက်ကကိုင်ရလားဆိုတာတွေကိုတေချာသိထားဖို့လိုတယ်ဗျာ လိုအပ်တာပေါ့ မဟုတ်ရင်ကိုယ်ကင်ထားတဲ့စာချုပ်ကစက်ကိုအလွတ်လုံးပဲတန်ဖိုးရှိသွားလိမ့်မယ် တကယ်တော့ဒီ essential knowledge ဆိုတဲ့စာသားလေးကအလုံးရိုးရှင်းပေမဲ့တွေးကြည့်လေနည်းနည်းလေးပါပဲရှင် ဟုတ်တယ်ဗျာ ဘာလို့လဲဆိုတော့တာမန်ဘဝမှာတချို့ကိစ္စတွေကြတော့ကျမတို့ကလုံရင်းလက်တင်ယူသွားမယ်ဆိုတဲ့သဘောတရားကိုသုံးလို့ရတယ်လေဥမာစပီးစီးတင်တာမျိုးပေါ့ ဟုတ်ကဲ့ လဲကြမယ်ဒူးပြဲမယ်ပြန်ထမ်းမယ်ဒါပေမဲ့နောက်ဆုံးတတ်သွားမယ် မှန်ပါတယ် ဒါပေမဲ့ငွေချင်းနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ကိုယ့်ရဲ့တက်စာချွေးနှန်းစာအရင်နီးလိုက်နဲ့ပတ်သက်လာရင်လုံရမ်းနဲ့တင်ယူမယ်ဆိုတဲ့ချင်းကပ်ပုံကလုံးဝအလုပ်မဖြစ်ဘူး လုံးဝကိုမဖြစ်တာပါဗျာ စပီးစီးတာကဒူးပြဲယုံပဲရှိမယ်ဒါပေမဲ့ငွေချင်းလောကမှာအစမ်းသက်ခံဖို့စ조사ရင်ဘာမှမသိပဲလှုပ်ကြည့်လိုက်မယ်မောင်းသွားမှသင်ခန်းစာယူမယ်လို့တွေးရင်မိသားစုတစ်ခုလုံးပြိုလဲသွားနိုင်တဲ့အထိအန္တရာယ်ကြီးတယ်လေရှင် မှန်လိုက်တာဗျာငွေကြေးလောကမှာဆုံးရှုံးသွားတဲ့အရေးအနည်းကိုပြန်ရှာဖို့ဆိုတာဒူးပြဲတာပြောဖို့တဲ့အစားပေါင်းများစွာပိုထက်ခဲ့ပါတယ် အဲ့ဒါတကယ်ပဲ ဒါကြောင့်ကြိုတင်ပြင်ဆင်မှုကအရေးအကြီးဆုံးဖြစ်လာတာပါပေးထားတဲ့ခေါင်းစဉ်မှာတည်ထင်တော့လူတိုက်ရိုက်တုံနှုံထားတာကလည်းလေ လက်တွေ့မလုတ်ခင်ကလေးကကြိုတိထားမယ်ဆိုတဲ့သဘောပေါ့ ဒီမှာပါလိမ့်မယ်ဗျာ ဟုတ်ပါရဲ့ အမားတစ်ခုရဲ့တန်ဖိုးကဘဝတစ်ခုလုံးစာဖြစ်သွားနိုင်ပါတယ်ဗျာ နောက်ထပ်ကျွန်မစဉ်းစားမိတာကလည်းအသိပညာဆိုတဲ့နေရာမှာခန်းစားချက်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်လည်းပါဝင်မယ်ထင်တယ် ဘယ်လိုမျိုးကိုဆိုလိုတာလဲဗျာ ဘာလို့လဲဆိုတော့ပုဂ္ဂလိကငွေချေးတဲ့အခါအများအပြားတီးကျွမ်းသူတွေမိတ်ဆွေတွေဒါမှမဟုတ်မိတ်ဆွေရဲ့မိတ်ဆွေတွေစီကိုချေးရတာများတယ်လေ ဟုတ်ကဲ့ အဲ့ဒီအခါမှာအာနာမှုဆိုတဲ့အရာကဝင်လာပြီ အဲ့ဒီအပိုင်းကတကယ်ကိုပြဿနာပဲဗျာအာနာမှုဆိုတာပုဂ္ဂလိကငွေတိုးချေးတဲ့လောကမှာအကြီးမားဆုံးအန်တီရတဲ့ကတစ်ခုပါပဲ ဟုတ်တယ်နော် အသိပညာမရှိတဲ့သူတွေကအာနာလိုချေးလိုက်တယ်နောက်တော့အကျွေးလဲဆုံးမိတ်ဆွေလဲဆုံးတဲ့အဖြစ်မျိုးတွေအများကြီးရှိတယ်လေ စိတ်မကောင်းစရာပဲ အခက်ခဲတွေကိုမျက်ရည်ခံယူပြီးလာပြောတဲ့အခါစိတ်မရိုင်သွားပဲရှေ့မှာကျွန်တော်တို့ပြောခဲ့တဲ့သူ့ရဲ့စီးပွားရေးဖွဲ့စည်းပုံကတကယ်ပြန်ဆနိုင်လားဆိုတဲ့တင်ချာတွက်ကင်းဘက်ကိုချက်ချင်းပြန်လဲနိုင်ရမယ်ဗျာဒါကစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုနဲ့သက်ဆိုင်တဲ့ဘဝတူတာပါ ခမရပြောတာကိုနားထောင်ရင်းနဲ့လေဒီလုပ်ငန်းကထိုင်နေရင်းငွေဝင်နဲ့ passive income အလွယ်လမ်းမဟုတ်ဘူးဆိုတာပို့ပြီးထင်ရှားလာတယ်ရှင် ဟုတ်တယ်ဗျာလုံးဝမဟုတ်ပါဘူး တချို့ကငွေတိုးချေးတာကိုအလွယ်တကူအမြဲရနိုင်တဲ့အားစိုက်စရာမလိုပဲဝင်ငွေရနိုင်တဲ့လမ်းကြောင်းတစ်ခုလို့ထင်တတ်ကြတယ် အများစုကအဲ့ဒီလိုပဲမြင်ကြတာကို တကယ်တော့ဒါကကိုယ်တိုင်အချိန်ပေးတွေးခေါ်စစ်ဆေးရမယ် active management လုံးလုံးရလျလိုအပ်တဲ့အလုပ်တစ်ခုပဲ မှန်ပါတယ်ဗျာဒီကဏ္ဍမှာပါဝင်ပတ်သက်နေတဲ့လုပ်ငန်းစဉ်ရဲ့သဘောတဘာဝနဲ့အန်ဒီတွေကိုလေးလာတဲ့အခါမှာငွေချေးသူဘက်ကအမြဲတမ်းမှန်တယ်ငွေချေးယူသူဘက်ကမားတယ် ဒါမှမဟုတ်ငွေချေးဦးတွေကပဲအမျက်ကြီးစားတယ်စသဖြင့်ပေါ့ ဟုတ်ကဲ့အဲ့ဒီလိုနိုင်ငံရေးအရာဖြစ်စေလူမှုရေးအရာဖြစ်စေဘယ်ဘက်ကမှရင်းရိုင်ပြီးဆွဆွဲနေစရာမလိုပါဘူးလုပ်ငန်းတစ်ခုရဲ့ဖွဲ့စည်းပုံမကနစ်ကိုနားလည်အောင်ကြည့်ဖို့ပဲလိုပါတယ်ဗျာ ဟုတ်ကဲ့ အရေးမြက်ကဖော်ပြခြင်းတဲ့ဒီပညာရဲ့အရေးပါမှုဆိုတဲ့ရည်ရွယ်ချက်ကအဲ့ဒီမကနစ်ကိုစနစ်တကျလဲပတ်နိုင်ဖို့အတွက်ဗဟုသုတလိုအပ်တယ်ဆိုတဲ့ချက်ကိုအဓိကထားတာပါငွေကြေးဆိုတာစိတ်ခံစားမှုမှာပါတဲ့တင်ချာတိပံဖြစ်ပေမဲ့အဲ့ဒီငွေကြေးကိုကြိုက်တွယ်တဲ့လူသားတွေရဲ့အပြုအမူကတော့ရှုပ်ထွေးပါတယ်ဒါကိုနားလဲကိုလိုတယ်ဗျာ ဒါတွေကိုခြုံငုံကြည့်လိုက်တဲ့အခါငွေတိုးချေးသူတို့တည်တင်သောအကြောင်းအရာများဆိုတဲ့ခေါင်းစဉ်တွေတစ်ခုတည်းကနေကျမတို့ရလိုက်တဲ့သင်ခန်းစာတွေကအများကြီးပဲနော် ဟုတ်တယ်ဗျာအများကြီးပဲ ပုဂ္ဂလိကငွေတိုးချေးရင်မှာတာမန်ပညာတွေ့ကြုံတစ်ခုမဟုတ်ဘူးသူကဘန်တွေရဲ့ရန်တရားကိုကိုယ်ပိုင်အသိပညာစိတ်ပညာနဲ့ဥပဒေရေးရမူပေါင်းတွေနဲ့အစားထိုးရတဲ့ရှုပ်ထွေးတဲ့တည်ဆောက်မှုတစ်ခုဖြစ်တယ် ဟုတ်ပါဗျာ အာမခံတိစီကိုအစိုးရဆုံးအခြေအနေနဲ့တွက်ချက်ရမယ်လူရဲ့ကိုချင်းတရားထက်စီးပွားရေးဖွဲ့စည်းပုံကိုအခဲဖြတ်ရမယ်ပြီးတော့လိုရင်းနဲ့တင်ယူလို့မရပဲကြိုတင်ပြင်ဆင်မှုရှိမှသာအသက်ရှင်ရည်တည်နိုင်မယ် ဟုတ်ကဲ့ဗျာဒါကငွေတို့ချဲတဲ့ကိစ္စတကူတဲ့အတွက်တည်းမဟုတ်ပဲကွန်မတီတဲ့ blue စီးပွားရေးပြင်ကိုမဆိုချဲမချခင်ရင်းနဲ့ကိုအရင်တိုင်းဖို့လိုတယ်ဆိုတာကိုပြသနေတာပါပဲဗျာ အဲ့လားအမှန်ပဲရှင် အချက်လက်ရှာဖွေခြင်းကိုယ်တိုင်လေ့လာခြင်းအန်ဒီယေကိုကျူတင်တွက်ဆင်ခြင်းဟာမြေတီရင်းနှီးမျိုးလုံးမှာမဆိုအောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်စေတကူမဆောက်ခင်မြေစံတတ်မှုတွေလို့တယ်လို့ကိုငွေကိုရင်းနှီးမျိုးမလုပ်ခင်ကိုယ့်ဘက်အထိပညာမှုပေါင်းတွေကျူတင်တိဆောက်ထားရမယ် အခုဆိုရင်ကျမတို့အစီအစဉ်ရဲ့အဆုံးသတ်ကိုရောက်လာပါပြီ ဟုတ်ကဲ့ဗျာ ဒီနေ့ရဲ့အသေးစိတ်လေ့လာဆွေးနွေးမှုကနေနားဆင်နေသူများအနေနဲ့မိမိတို့လောက်ကင်မဲ့မိဒီကိစ္စမှာမဆိုမရှိမဖြစ်တည်တံ့သောအကြောင်းအရာများကိုအရင်ဆုံးအချိန်ယူပြီးရှာဖွေလေ့လာဖို့
ဘလောက်အရေးကြီးတယ်ဆိုတာကိုဆင်ရင်သုံးသပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။စကောင်းဝိုင်းကိုအဆုံးမသက်ခင်မှာဆက်လက်တွေးတောနိုင်ဖို့အထက်မေခွန်းတစ်ခုချန်ထားခဲ့ချင်ပါတယ်ရှင်။ ဘာမြင်လဲဗျ။ အခုကျွန်တော်တို့ကငွေတိုးချေးသူတွေအတွက်တည်တဲ့အကြောင်းအရာတွေအလွန်အရေးကြီးတယ်ဆိုတာကိုဆွေးနွေးပြကြတယ်လေ။ဒါဆိုရင်တခြားတစ်ဖက်ကိုလှည့်ကြည့်အောင်။ ဟုတ်ကဲ့ငွေချေးယူသူများဘက်ကတော့မိသည့်အရာများကိုမရှိမဖြစ်သိထားတဲ့နည်းမိမိရဲ့တကယ်ပြန်ဆက်နိုင်စွမ်းလားအတုံးရဲ့ရေရှည်တည်ရောက်မှုလားဒါမှမဟုတ်စာချုပ်စာတမ်းရဲ့ဥပဒေအရအချက်လက်တွေလား တကယ်စဉ်းစားစရာပဲဗျာဟုတ်ပါရဲ့ငွေကြေးအယောင်းဝယ်တွေမှာအသိပညာဗဟုသုတမညီမျှမှုကသာအကျိုးအမြတ်နဲ့အရှုံးအမြတ်အနိုင်နဲ့အရှုံးကိုအဆုံးဖြတ်ပေးနေသလားဆိုတာကိုဆက်လက်တွေးတောကြည့်ကြဖို့ fake ခေါ်ရင်ဒီနေ့ရဲ့အစီအစဉ်ကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာရှုပ်ထွေးတဲ့ငွေကြေးလောကရဲ့ရင်နောက်တေတွေကိုစင်းတော့မယ်ဆိုရင်အသိပညာဆိုတဲ့အလင်းရောင်မပါပဲလုံးဝမစင်ပါနဲ့လို့တတိပေးလိုက်ပါစေရှင်